မင်္ဂလာပါ AKT Channel မှာကြိုဆိုပါရစေအခုတော့ရေဆေးပကြီးကားတစ်ချက်ကိုကိုယ်တိုင်ဖန်တီးရေးဆွဲနိုင်ဖို့အတွက်ရေဆေးပကြီးကားရေးပုံရေးနည်းလေးကိုစနစ်တကျစီစဉ်တင်ဆက်လိုက်ပါတယ်ဒါကပုံဆွဲစက်ကူပေါ်မှာခဲကောက်ထားတဲ့အနေအထားပါတူးပြီးခဲတံကိုအသုံးပြုထားပါတယ်ခဲကောက်ရမှာပဲဖြစ်ဖြစ်ခဲပြက်ဖြတ်ရမှာပဲဖြစ်ဖြစ်စက်ကူသားမနာအောင်တော့အထူးဂရုပြုရပါမယ်အယောင်လေးစတင်ရေးချယ်ပါတော့မယ်အခုရေများများဆေးများများကိုအသုံးပြုပြီး background ကိုအရင်စရေးပါတယ်လူညက်တည်သက်တဲ့စုပ်တံအပြားနံပါတ်6ကိုအသုံးပြုပါတယ်စုပ်တံထဲမှာရေနေသွားတဲ့အထိမစောင့်မဲဆေးကိုခဏခဏတို့ပြီးရေရွှဲရွှဲနဲ့ရေးတင်ပါတယ်ခြံလက်ရေးဆွဲခဲ့တဲ့နေရာတွေကိုဆေးစီးစင်းမသွားစေဖို့လည်းဂရုစိုက်ရပါဦးမယ်အစိမ်းရောင်တရောင်နဲ့ background ကိုရေးဆွဲနေတာပါစုပ်တံခက်ကြီးကြီးတွေနဲ့ရေးဆွဲနိုင်ဖို့ကိုလည်းကြိုတင်လေ့ကျင့်ထားရပါမယ်ရေးဆွဲနေတော့မှအပြီးရေးဆွဲရမှာမို့မျှပြီးရေးဆွဲနိုင်ဖို့လည်းလိုပါတယ်အခုဆိုရင်ပုံရဲ့ဘယ်နဲ့ညာကိုရေမချောက်ခင်မှာရေးဆွဲနေတာပါချဲမဲ့ဆေးရောင်ကိုတခါတည်းအပြီးဆက်ထားဖို့လည်းလိုပါတယ်ဆေးရောင်မလောက်လို့ခဏခဏထပ်ဆက်နေရရင်အရောင်တွေမတူပဲကွဲပြားနေနိုင်ပါတယ်အခုကအစိမ်းရောင်တရောင်နဲ့မို့ဒီပြဿနာတော့မဖြစ်ပါဘူးဒါပေမဲ့ကျွန်တော်ကတော့ရေနဲ့ဆေးကိုအလုံးလောက်ဖြော်ဆက်ထားပါတယ်ဒီပကြီးကားအတွက်အသုံးပြုမဲ့အရောင်တွေကိုဘေးမှာဖော်ပြပါမယ်ရေဆိုနေတဲ့ပုံဆွဲစက်ကူကို6ဝါအောင်ခေတ္တဆောင်ပါမယ်နောက်ထပ်ရေဆွဲမဲ့အရောင်ကအပြာရင့်ရောင်ပါပုံဆွဲစက်ကူရေ6တောက်လောက်ဖြစ်သွားရင်တော့အပြာရင့်ရောင်ကိုဆက်လက်ရေးချယ်ပါတယ်ပုံရဲ့အရိပ်ကျနေတဲ့အပိုင်းတွေကိုရေးချယ်နေတာပါဒီနေရာမှာတော့ငပြောဘူးပုံစုပ်တံအလုံးကိုအသုံးပြုပါတယ်
ပြားရင်းရောင်ကိုဆေးဆက်တဲ့အခါမှာရေများများဆေးနည်းနည်းနဲ့ရောဆက်ရပါတယ်။အယောင်ရင်းတွေကိုကင်တွယ်ရတာခက်ခဲပါတယ်။ရေဆေးပကြီးကားရေးတဲ့နေရာမှာအယောင်တွေထူပိတ်မနေဖို့လည်းသတိပြုရပါသေးတယ်။အရေးရောင်တွေကိုရေးဆွဲတဲ့နေရာမှာတည်တက်တန့်ရှင်းနေဖို့ဂရုပြုပါအလင်းအမောင်တွေနဲ့ပုံလေးဟာတပြေးပြေးလုံးကျလာပါတယ်ရေဆေးပကြီးစတင်ရေးဆွဲကာစမှာဆေးရောင်တွေကိုတစ်ထပ်ပြီးတစ်ထပ်တင်တာအဆင်ပြေပါတယ်နောက်ထပ်အသုံးပြုမဲ့အရောင်ကခရမ်းရောင်ဖြစ်ပါတယ်ပုံဆွဲစက်ကူကိုလုံးဝ၆တွေ့သွားတဲ့အထိကျွန်တော်စောင့်ပါတယ်ပြီးမှခရမ်းရောင်ကိုရေးချယ်ပါတယ်ဒီနေရာမှာ
အရင်ဆုံးအပိုင်းတွေကိုရွေးချယ်တာပါပုံလေးကိုလက်စားတက်လိုက်ပါပြီအစိမ်းအပြာခရမ်းတို့နဲ့ပုံလေးတစ်ပုံကိုဖန်တီးလိုက်တာပါရေဆေးပကြီးကိုစတင်ရေးဆွဲလေ့ကျင့်မဲ့သူများအနေနဲ့အခုလိုအယောင်တွေကိုကြိုတင်စီမံပြီးမှရေးဆွဲတင်ပါတယ်အခုတော့ဒီလောက်ပါပဲအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ